Hello, Mingla. Tini Marataka, Oma Makeup Way Lucian, and Yazo, Dramia YouTube, the way I go skin color, go skin tone like you make a little child. I made Tini Marataka, a check sending the same tapping or go skin condition, go dying of him with an idea. They are check low below, or why go skin like that, go dying like that, makeup. ထုတ်လို့ရတယ်ဆိုင်လေးတစ်ဆိုင်နဲ့ဆက်ပြတာပဲအဲ့ဆိုင်လေးကတော့မြောင်တော်မှာရှိတဲ့ Cosmol ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်သူကကိုပိုင် brand တွေအပြင်ကိုအမျိုးမျိုးသော brand တွေရဲ့ skin care makeup ရှည်မွှေးစတဲ့အရာတွေအကုန်လုံးကိုတစိုးတစည်းနဲ့မြင်တွေ့နိုင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်အမျိုးမျိုးသော skin care တွေ makeup တွေတစိုးတစည်းနဲ့ရှိတာဆိုတော့ဆိုင်တွေကိုပတ်ပြီးတော့ရှားစရာမလိုတော့ဘူးပေါ့နော်ပြီးတော့သူ့ရဲ့ထူးခြားချက်ကလေးကကြတော့ကိုပိုင် skin care ကိုကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ပြုလုပ်လို့ရပါသေးတယ်။ဆရာဝန်တွေကဒီလိုမျိုးဆက်ကလေးနဲ့ကိုယ့်ရဲ့အသားအရည်ကိုနဲ့လိုက်မဲ့ skin care ကိုဖန်တီးဖို့အတွက်အစားကနေပြီးတော့တေးချာစစ်ဆေးပေးပါသေးတယ်။ပုံမှန်ဆိုလို့ရှိရင်ပုံမှန် clinic ဒါမှမဟုတ် beauty ဆေးခန်းတွေသွားမယ်ဆိုလို့ရှိရင်အသားရည် makeup ဖြတ်ရတယ်ပေါ့နော်။ဒါမဲ့သူကဒီလိုမျိုးဆက်အပြင်ကိုအသားရည်အတွင်းပိုင်းထစ်ကိုစစ်ဆေးနိုင်တဲ့စက်ကရိယာလေး2မျိုးနဲ့တေချာစစ်ဆေးပေးတဲ့အတွက်ကြောင့်မို့လို့မိတ်ကပ်လိမ့်ပြီးတော့ဒါလည်းကိုယ့်ရဲ့အသားရည်အခြေအနေကိုတေချာသိနိုင်ပါသေးတယ်ဒီလိုမျိုးဆရာဝန်ကတေချာအသားရည်ကိုစစ်ဆေးပေးပြီးသားပြီဆိုလို့ရှိရင် MBTI လိုမျိုးပဲသူ့ရဲ့ skin မှာလည်းအသားရည်က dry skin လား moisturizing skin လားဆိုတဲ့ဟာကို test လုပ်ပေးရပါတော့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့အသားရည်ကဘယ်လို type မျိုးအဲ့အတွက်ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ဟာလေးတွေကိုသေချာရှင်းပြပေးပါတယ်။တစ်ခုမျက်နှာတစ်ခုလုံးအပြင်ကိုမျက်နှာအစိပ်ပိုင်းတစ်ခုချင်းစီရဲ့အသားရည်ဒါမှမဟုတ်ကိုယ့်ရဲ့အသားရည်ကလက်ရှိဖက်အသက်အရွယ်မှာရှိနေလေဆိုတဲ့ဟာကိုလည်းစစ်ဆေးပေးပြီးတော့ဘယ်လိုမျိုးထိန်းသိမ်းရမလဲဘယ်လိုမျိုးခွမ်းလိလုပ်ရမယ်ဘယ်လိုမျိုး skin care တွေကိုသုံးရမလဲဆိုတဲ့ဟာကိုသေချာရှင်းပြပေးပါတယ်ဆရာဝန်ရဲ့ရှင်းပြတဲ့ဟာကိုတေချာနားထောင်ပြီးတော့အဲ့ဒီတိုင်းလိုက်ပြီးတော့လုပ်မယ်ဆိုရင်အသားရည်ပျက်စီးနေတာအရေးချောင်းတွေဖြစ်နေတာကိုလည်းကာကွယ်နိုင်ပါတယ်။နောက်ဆုံးမှာတော့ကိုယ့်ရဲ့ makeup skin color ကိုရွေးပေးတဲ့အပြင်ဘယ်လိုမျိုး color ကိုသုံးရမလဲဆိုတာကိုလည်းညွှန်ပေးပါသေးတယ်။နောက်ဆုံးမှာတော့သူတို့စီကရှိတဲ့ toner serum essence cream စတဲ့အရာတွေကိုကိုယ့်ရဲ့အသားရည်နဲ့လိုက်မယ်ကိုယ့်ရဲ့အသားရည်အတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေနဲ့ပြုလုပ်ပေးပါတယ်ကိုယ့်အသားရည်နဲ့ကိုက်မဲ့ skin care ကိုပြုလုပ်ပေးတာဆိုတော့ကဘာပေါ်မှာတစ်ခုတည်းရှိတဲ့အပြင်ကိုဘေးထွက်ဆိုကျရှိမှာကိုလည်းမပူရတော့ထားကတော့လာဗနာအနံလေးထည့်ချိုက်လို့လာဗနာအနံလေးထပ်ပြီးတော့ချူကလုပ်ခဲ့တယ်ပြီးသွားရင်တော့ကိုယ့်ရဲ့နာမည်လေးနဲ့ပေါင်းပစ္စည်းလေးတွေကိုတေးချရေးပေးထားတာမို့လို့စိတ်ချရကြည့်ရတဲ့ skin care လေးပဲဖြစ်ပါတယ်။အခုလက်ရှိ discount ချနေတာမို့လို့မြောင်တော်ဘက်ရောက်ရင်မြန်သားကြည့်ဖို့မမီနဲ့နော်။ဒီ skin care လေးက morning routine ရော night routine ရော2မျိုးလောက်တော့ပြုလို့ရတာမို့လို့ skin care တစ်မျိုးနဲ့တင်ကိုယ့်ရဲ့အသားရည်ကိုတေးချတင်းတင်းလှပအောင်ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။လိပ်စာလေးကိုတေးချအကြောင်းအရာလေးတွေကိုcaption မှာရေးပေးထားတာမို့လို့ဖတ်ကြည့်ဖို့မမီနဲ့နော်။